ဟုတ်မင်္ဂလာပါဒီနေ့မှာတော့ပြပြပေးမယ့်အကြောင်းလေးကတော့ interview တွေမှာမေးလိမေးထားရှိတဲ့ question လေးတွေပေါ့နော်အဲ့တော့အခုနောက်ပိုင်း company တော်တော်များများဆိုလို့ရှိရင် interview ဖြေပြီးဆိုရင် English speaking ကိုလည်းပေါ့နော် skills တစ်ခုအနေနဲ့ထည့်ပြီးတော့စစ်တာမျိုးတွေရှိရဲအဲ့ခါကျတော့ကိုကပေါ့နော်ဒီ interview မသွားခင်ဆိုရင် English ကိုလည်းဒီ speaking test လေးဖြေမေးရတဲ့အခါမှာပေါ့နော်အဆင်ပြေအောင်လို့ prepare လုပ်သွားတင်တယ်အဲ့တော့ဒီအခုနောက်ပိုင်းဒီ company တွေတော်တော်များများကမေးတတ်တဲ့မေးခွန်းလေးတွေကိုပြပြပေးတင်ပါတယ်ပထမတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ tell me about yourself ပေါ့နော်အဲ့တော့ဒီကိုရဲ့ career နဲ့ပတ်သက်တဲ့အကြောင်းတွေဘယ်လို experience တွေရှိခဲ့လဲဆိုတဲ့အကြောင်းလေးတွေကိုပြပြပေးလို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ how do you see yourself in next 5 years ဆိုတဲ့ question မျိုးလေးတွေလည်းမေးတတ်တာရှိရဲအဲ့လို question တွေဆိုလို့ရှိရင်တော့ဒီကိုကနောက်9နှစ်ကြာတဲ့အခါမှာကိုပေါ့နော်ကိုဘယ်လိုမျိုးဒီနောက်ထပ် career growth ဖြစ်နေတာမြင်ချင်လဲဆိုတဲ့ပုံစံမျိုးလေးတွေကိုဖြေပေးလို့ရပါတယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ what are your biggest achievement ပေါ့နော်အဲ့တော့အဲ့လိုမျိုး question လေးမေးလာပြီဆိုတဲ့အခါကြာရင်တော့ဒီကိုယ့်ရဲ့ career life မှာဘယ်လို achievement တွေရခဲ့လဲဒီ experience တစ်လျှောက်မှာဘယ်လိုမျိုးကိုအရန်ကိုမှအားရခဲ့လဲဆိုတဲ့ဟာမျိုးလေးတွေကိုပြောပြလို့ရတယ်တကယ်လို့ experience မရှိသေးရဲ့ fresh graduate အနေနဲ့ဆိုလို့ရှိရင်လည်းကိုကျောင်းမှာပေါ့နော်ဘယ်လိုမျိုး activities တွေလုပ်ပြီးတော့ achievement ရခဲ့လဲဆိုတဲ့ဟာလေးတွေကိုပြပြပေးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပေါ့နော်ဒီ interview မသားခင်မှာဒီလိုမျိုး question လေးတွေကို prepare လုပ်ပေးသွားမယ်ဆိုလို့ရှိရင် interview မှာချွတ်ချွတ်မွေ့နဲ့အဆင်ပြေပြေဖြေနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်